င်္ဂလာပါကလေးတွေတက် baby chat ဘလောက်အရေးကြီးကြောင်းဘယ်လိုမျိုးရွေးချယ်ပြီးမှဝယ်ယူရမှာဆိုတဲ့အကြောင်းကိုကျွန်မ review ပေးချင်တယ်ကလေးတွေကိုအစာစကျွေးတာနဲ့ high chat ကတော့ logo လိုပါတယ်ဘာဖြစ်လို့လဲဆိုရင်ကလေးနဲ့ကိုယ်နဲ့လည်းတက်တောင့်တက်တာရှိတယ်လို့ကလေးပြေးတဲ့နောက်ကိုကလိုက်ကျွေးစံမလို့ပဲနဲ့ကလေးရဲ့ bite ဝတဲ့အထိကိုကလည်းကျွေးပေးနိုင်မှာဖြစ်တယ်ပြီးတော့ကိုယ်ဝယ်ပေးရမှာချင်းအတူတူမိသားစုနဲ့တဝိုင်းထဲသူတို့စားချင်တဲ့အရွယ်အထိသုံးလို့ရမယ့် high chat ကိုဝယ်ပေးပါဒါတင်မကပဲနဲ့ဒီ YouTube channel ကနေအပတ်တိုင်းကလေးနဲ့ပတ်သက်ပြီးကျွန်မလေ့လာထားတဲ့အရာတွေနဲ့အလားပါနဲ့ပတ်သက်တဲ့အသိထိုက်တဲ့အရာကိုမျှဝေပေးတာဖြစ်တဲ့အတွက်ဒီ YouTube channel ကို subscribe လုပ်ပြီးမှကိုယ့်ရဲ့အနီးနားကလူတွေကိုအဆင့်ပြောပေးအောင်နော် high chat မဝယ်ခင်ဘယ်လိုအရာတွေကြည့်ပြီးမှရွေးချယ်ရမလဲဆိုရင်နံပါတ်1ချက်ကတော့ high chat ရဲ့စွမ်းဆောင်နိုင်စွမ်းဖြစ်တဲ့စပွဲပေါ်မှာအခမ်းပါလားအဲ့ဒီအခမ်းပါခြင်းကတန်ရှင်းလုပ်တဲ့အခါမှာစပွဲလိုက်ရွှေ့စင်မလို့ပဲနဲ့အဲ့ဒီအခမ်းကိုပဲရွှေ့ပြီးမှဆေးကြောပို့လွယ်ကူတာဖြစ်တယ်ကလေးထိုင်တဲ့နေရာမှာအခင်းပါတဲ့ high chat ကိုဝယ်ခြင်းနဲ့ဆိုရင်တော့တန်ရှင်းလုပ်တဲ့အခါမှာလွယ်ကူအောင်မိုးကာသားဖြစ်ဒါမှမဟုတ်လို့ရှိရင်ဖြုတ်ဆေးလို့ရတဲ့အရာတွေကိုရွေးချယ်ဝယ်သင့်တယ်ဒါကတော့ကျမတို့ရဲ့ high chat sweet cherry တစ်စိတ်ဖြစ်တဲ့ထိုင်ခုံအခင်းကိုကျမလည်းမတီးလိုက်မိတဲ့အတွက်အစအကိုဝယ်ပေးမိတယ်တန်ရှင်းလို့ရတာခက်တယ်လို့ဖြုတ်ချင်လဲခက်တဲ့အတွက်ကျမသမီးတစ်နှစ်ပြည့်တာနဲ့ကျမတခါတည်းဖြုတ်ပလိုက်တာဖြစ်တယ်ကျန်တဲ့အရာအလုံးတော့အရန်ကြိုက်တယ်နံပါတ်1ချက်ကတော့လုံခြုံစိတ်ချမှုရှိမရှိကြည့်ဖို့ဖြစ်တယ်ကလေးကသူ့ဟာသူလွယ်လွယ်ကူကူဖြုတ်လို့ရတဲ့ခပတ်မျိုးဆိုရင်ကိုမသိလိုက်တဲ့အချိန်မှာဖြုတ်ပြီးမှအောက်ကျနိုင်တဲ့အတွက်လွယ်လွယ်ကူကူသူတို့မဖြုတ်တတ်တဲ့ high chat မျိုးကိုဝယ်ပါနောက်တစ်ချက်ကတော့ကလေးကအစာမစားချင်လို့ဖြစ်ဖြစ်ကြီးကြလို့ဖြစ်ဖြစ်ဆန္ဒပြပြီးမှ high chat ပေါ်ကနေဆင်းချင်လို့ရုန်းကန်တဲ့အချိန်လည်းရှိတတ်တယ် high chat ကြံ့ခိုင်မှုအားနည်းခြင်းကြောင့်အခက်မသိရင်ကလေးကိုထိခိုက်စေတတ်တယ်နံပါတ်3အချက်ကတော့ကိုယ်ကလေးအတွက်တက်တောင့်တက်တာရှိမရှိကြည့်ဖို့ဖြစ်တယ် high chat ရဲ့ထိုင်ခုံလေးကကလေးအတွက်တက်တောင့်တက်တာရှိရလားနောက်တစ်ချက်ကကလေးခြေထောက်တင်တဲ့ဟာရှိလားအဲ့ဒီခြေထောက်တင်တဲ့ဟာကလည်းပိုလိုချင်တဲ့အတိုင်းတာတိုင်းညှိလို့ရတဲ့အရာဆိုပိုကောင်းတယ်နောက်တစ်ချက်ကကလေးလက်တင်တဲ့နေရာရှိလားအဲ့ဒီအရာကလည်းခောက်လို့ရတဲ့အရာဆိုရင်ရေရှည်မှာသူတို့လူကြီးလိုထိုင်ချင်တဲ့အချိန်ကြလို့ရှိရင်လူကြီးထိုင်ခုံလို့ဖြစ်သွားတဲ့အတွက်ပိုဆင်ပြေတယ် high chat ဝယ်တဲ့အခါမှာအရေးကြီးဆုံးတွေကတော့ကျွန်မအခုပြောသွားတဲ့3ချက်တွေပါပဲကျွန်မရဲ့ကိုယ်တွေ့ကောင်းမွန်တဲ့ high chat ကိုတောင်းပြုခြင်းရဲ့အားသာချက်တချို့ကိုမျှဝေပေးခြင်းနဲ့နံပါတ်1ချက်ကစီကံရှိပြီးစနစ်တကျစားတတ်သွားတယ်ကိုအစားတောက်ယူလာတဲ့အခါမှာလည်းသူ့ဘာသာသူထိုင်ခုံပေါ်တက်ပြီးမှအစားတောက်စားဖို့ဆောင်းနေတတ်တယ်နောက်တစ်ချက်ကတော့အိမ်တန်ရှင်းအတွက်အရန်ထောက်ကူဖြစ်တယ်သူတို့ကိုအစာကျွေးတဲ့အခါသူတို့ပြေးလွှားပြီးမှစားတောက်တာမျိုးမဟုတ်ပဲ high chat မှာထိုင်ပြီးမှစနစ်တကျစားတာဖြစ်တဲ့အတွက်တအိမ်လုံးမပေပွားတော့ပဲနဲ့တန်ရှင်းလုပ်ရတာအရန်သက်သာတာဖြစ်တယ်လူများကြတဲ့အပြင်ထွက်ပြီးစားတောက်တဲ့အခါမှာလည်း high chat နဲ့စားတာနေတာကျသွားပြီဖြစ်တဲ့အတွက်ကလေးရောလူကြီးရောစားတောက်ရတာအဆင်ပြေတယ်ဒီဟာတွေကတော့ကျွန်မရဲ့အတွေ့အကြုံတွေပဲဖြစ်တယ်အားလုံးကိုကျေးဇူးတင်တယ်